ကိုကြောင့်ကိုဒုက္ခမြောက်စေနေအရင်ဆုံးအရေးကြီးပါတယ်ကိုကြောင့်သူများဒုက္ခမြောက်စေတဲ့ထက်ကိုကြောင့်အရင်ဆုံးဒုက္ခရောက်နေလို့ရှိရင်ကိုတစ်ခုခုမှားနေပြီပေါ့နော်ဒီနေ့မှာတော့ကျွန်တော်ရဲ့အတွေ့အကြုံကနေလာတဲ့စကားပါ။ဘာလဲဆိုတော့ကိုကြောင့်ကိုဒုက္ခမရောက်စေနဲ့ဆိုတာကိုကျွန်တော်ပြပြပေးသွားမယ်။ကိုကြောင့်သူများဒုက္ခမရောက်စေတဲ့တက်ကိုကြောင့်ကိုအရင်ဆုံးဒုက္ခမရောက်စေနဲ့အရေးပိုကြီးတယ်။ကျွန်တော်တို့ရဲ့ဆုံးဖြတ်ချက်တွေကကျွန်တော်တို့နောက်ကိုအမြဲလိုက်နေတာ။တခြားစဉ်းစားကြည့်လို့ရှိရင်ကျွန်တော်တို့ရဲ့ဆုံးဖြတ်ချက်တွေကကျွန်တော်တို့နဲ့အတူအမြဲကပ်ပါနေတာ။ဘယ်အားကျွန်တော်တို့လွှမ်းမိုးလဲဆိုလို့ရှိရင်အတိတ်ကဆုံးဖြတ်ချက်တွေကျွန်တော်တို့လွှမ်းမိုးတယ်။အနည်းနဲ့အများလွှမ်းမိုးတယ်။ကျွန်တော်အတိတ်မှာ investment account တစ်ခုလုပ်ခဲ့လို့ရှိရင်ကျွန်တော်အခုမှာ investment profit တွေကိုကျွန်တော်ကောင်းကောင်းရနေပြီ။အတိတ်မှာကျွန်တော်တို့ investment မဟုတ်ဘဲနဲ့ဒီဖြုံးခဲ့မယ်ဆိုလို့ရှိရင်အခုကျွန်တော်တို့ဖြုံးတာနဲ့ကိုက်ညီဟာရင်ဆိုင်နေရမယ်။ထားပါတော့ကျွန်တော်အတိတ်မှာလူတစ်ယောက်ကို murder တစ်ခုလုပ်ခဲ့မိပေါ့နော်လူတစ်ယောက်တတ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအခုထောင်ကျနေမှာဆိုတော့ပြောချင်တာအတိတ်မှာတစ်ခုလုပ်ခဲ့လို့ရှိရင်အဲ့ရဲ့ result ကအခုကိုတက်ရောက်တယ်လုပ်ခဲ့ဟာကြီးရင်ကြီးသလောက်ကျွန်တော်တို့ကိုလွှမ်းမိုးတယ်ဆိုတော့အဲ့ဒါကျွန်တော်တော်တော်ဒီအပိုင်းဘယ်လိုပြောအတွေ့တစ်ခုပေးတယ်ပေါ့နော် business decision တွေဆိုလည်းအဲ့လိုပဲကိုယ့်ရဲ့ business decision ကကိုယ့်အတွက်ကိုအရင်အရေးကြီးတယ်ကိုယ်ဒုက္ခရောက်စေတဲ့ business decision လားကိုယ့်ကိုလွတ်မြောက်စေတဲ့ဆုံးဖြတ်ချက်လား decision လားဆိုတာသိချရွေးဖို့လိုတယ်ဆိုတော့လူကအရင်ဆုံးကိုယ့်ကိုလွတ်မြောက်လုပ်ပေးရမှာပြီးရင်သူ့ရဲ့မိသားစုသူ့ရဲ့ရင်းနှီးရဲ့လူသူ့ပတ်ဝန်းကျင်စသဖြင့်ပေါ့နော်အဲ့တော့ကိုကြောင့်ကိုဒုက္ခမရောက်စေနဲ့အရင်ဆုံးအရေးကြီးပါတယ်ကိုကြောင့်သူများဒုက္ခမရောက်စေတဲ့ထက်ကိုကြောင့်အရင်ဆုံးဒုက္ခရောက်နေလို့ရှိရင်ကိုတစ်ခုခုမှားနေပြီပေါ့နော်ကျွန်တော်စီးပွားရေးဆောက်လုပ်တော့မင်းကျက်တဲ့ငွေချင်းနဲ့ပတ်သက်ပြီးတော့ဆုံးဖြတ်ချက်တွေရှိခဲ့တယ်ဘယ်လိုပြောမင်းကျက်တဲ့တချို့ investment decision တွေရှိခဲ့တယ်တချို့ decision တွေကအချိန်တော်ကြာအထိကိုလွှမ်းမိုးတော့မယ်အစိုးရတဲ့အရာတွေမဟုတ်ကောင်းတဲ့အရာဆိုလည်းလိုပဲကိုကောင်းတာတစ်ခုလုပ်ခဲ့မယ်ဆိုလို့ရှိရင်အဲ့အရာကိုအကြိုက်လွှမ်းမိုးတယ်ကိုမကောင်းတာတစ်ခုလုပ်ခဲ့မယ်ဆိုလို့ရှိရင်လည်းအဲ့ဒါကလုပ်ခဲ့တဲ့ intensity ပြင်းသွားကျွန်တော်တို့လွှမ်းမိုးတယ်ဆိုတော့အရင်ဆုံးကိုကြောင့်ကိုဒုက္ခမရောက်စေပါနဲ့အဲဆိုတော့မင်္ဂလာပါကျွန်တော်အောင်စောဘမှာ3ရက်တကူပြောင်းနေအသက်25နှစ်ရွယ်လူငယ်တစ်ယောက်ဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ဒါကြောင့်ကျွန်တော်စဉ်းစားမိရင်ဘဝမှာနေရာရသွားတဲ့လူတွေကအဆုံးဖြတ်ချက်မှန်ခဲ့တဲ့လူတွေလို့ပဲကျွန်တော်ထင်တယ် talent ရှိတဲ့လူပတ်စံရှိတဲ့လူတွေထက်ကိုသူတို့ကဆုံးဖြတ်ချက်မှန်လို့နေရာရသွားတယ်လို့ကျွန်တော်မြင်တယ်သူတို့ကိုဒုက္ခရောက်စေဆုံးဖြတ်ချက်မျိုးသူတို့မချဘူးသူတို့ကိုလွတ်မြောက်စေဆုံးဖြတ်ချက်မျိုးပဲသူတို့ချတယ်သူတို့အတွက်အကျိုးများရှိစေမယ့်ဆုံးဖြတ်ချက်တွေပဲသူတို့ချတယ်ဆိုတော့ဘဝမှာဘယ်လိုလူအောင်မြင်လို့မလို့ရှိရင်ဆုံးဖြတ်ချက်မှန်တဲ့လူအောင်မြင်တယ်လို့ပြောရမယ်ဘလို့ဆုံးမချက်လဲကိုဒုက္ခမရောက်စေဆုံးမချက်တွေချလို့ရှိရင်အနည်းဆုံးတော့ဒီမအောင်မြင်တော့မှဒုက္ခမရောက်ဘူးဆိုတော့အရင်ဆုံးကကိုကဲတင်မှုအရေးကြီးတယ်ကိုဒုက္ခရအောင်မလုပ်ဖို့အရေးကြီးတယ်ဆိုတော့ကျွန်တော်ဒါကိုတော်တော်ကြီးဒီရဲ့ဘိုင်းမှာစဉ်းစားမိတယ်အရေးကြီးဆုံးကကိုကဲတင်ဖို့ပဲကိုဒုက္ခရအောင်မလုပ်ဖို့ပဲအဲ့ဒါလေးကိုကျွန်တော်ပြောချင်ပါတယ်